မိဘတွေကိုရင်ဖွင့်ပြီးပြန်ရောက်လာတဲ့သမီးလေးကသူတို့ရဲ့အိမ်မဆိုးဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ခဲ့ဘူးအဖေနဲ့အမေကပွေဖက်နစ်သိမ့်ပေးနေပေမဲ့ဝီတယောက်မျက်ရည်တွေနဲ့တရှုံရှုံငိုနေခဲ့တာပါဝီကငိုရင်းပဲသူ့တငယ်ချင်းဒုက္ခရောက်နေလို့တွားကူညီခဲ့တာပါလို့ဖွင့်ပြောလိုက်တယ်အမေကဘာတွေလဲဆိုပြီးစိုးရင်တကြီးမေးနေချိန်မှာဝီကသမီးဘာဆိုးဆိုးဝါးဝါးမှမလုပ်ခဲ့ပါဘူးအမေလို့ပြန်ပြောခဲ့ပါတယ်သူ့သမီးကိုယုံကြည်တယ်လို့အမေကပြောပြီးဒါပေမဲ့သမီးဒီလိုထပ်မလုပ်တော့ဘူးလို့အမေကိုဂတိပေးနိုင်မလားလို့မေးလိုက်တော့ဝီကခေါင်းညှိပြီးဂတိပေးခဲ့ပါတယ်အမေကဝီတခုခုစားပြီးလာလို့မေးတော့အဖေကပါစိုးရင်တကြီးကြည်ရင်နှစ်သိမ့်ပေးနေတာပေါ့ဒါပေမဲ့ရုတ်တရက်အမေရဲ့မျက်နှာကထိတ်လန့်သွားပြီးသမီးဘသူကိုခေါ်လာတာလဲလို့အံ့ဩတကြီးမေးလိုက်ပါတယ်ဝီနဲ့အဖေလိုက်ကြည့်ပေမဲ့ဘသူမှမတွေ့ရတော့ဘသူမှမရှိပါဘူးအမေလို့ဝီကပြောလိုက်ပါတယ်ဒါပေမဲ့စပွဲပေါ်ကဖန်ခွက်တလုံးရုတ်တရက်အောက်ပြုတ်ကြပြီးကွဲသွားချိန်မှာတော့လေထဲကနေထူးခြားတဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်။ကြောက်လန့်တကြားနဲ့ဝီကအမေနာမည်ကိုအော်ခေါ်ရင်အမေလေးကျနေတာကိုတွေ့လိုက်ရပါတယ်။အဖေကအမေနာကိုပြေးသွားချိန်မှာဝီကကြောက်လန့်တကြားနဲ့အော်ဟစ်မိပါတယ်။အမေကသွေးတွေပေးနေတဲ့ဓာတ်တစ်ချောင်းကိုကင်ပြီးထလာခဲ့တာပါ။ပြီးတော့ဝီကိုတိုက်ခိုက်ဖို့ကြိုးစားခဲ့တာကြောင့်ဝီလေးကျသွားပြီးမျက်မှန်ကပါပြုတ်ကျသွားခဲ့ပါတယ်ချန်ပီယံဘောကမှန်နေမှာအမေကဝီကိုထားနေအကျဉ်းချင်းထိုးနေတဲ့ကြောင်းမဖွဲကမြင်ကိုဝီကမြင်လိုက်ရပါတယ်။နာကျင်မှုနဲ့ကြောက်ရွံ့မှုတွေကြောင့်ဝီတယောက်အိုဟင်းမှုယူနေခဲ့ပါတယ်။အတန်ပိုင်းခန့်တကူရဲ့မှောင်မိုက်တဲ့ကြားထဲမှာတော့ကြောင်ဦးဝစွန်နဲ့ကောင်မလေးတယောက်ကတယောက်တည်းရက်တည်နေခဲ့ပါတယ်။ထူချာနေအသက်ရှူတန်းတွေကပိုပြီးတော့ကြောက်စရာကောင်းနေခဲ့တာပါ။အဲ့ဒီကောင်မလေးကမန်နာစာဝီဆိုတဲ့နာမည်ကိုခေါ်ပြီးကြည်စုတင်ပါတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့စပွဲကုံအောက်မှာလေးကျနေတဲ့ဝီရဲ့ဥခေါင်းပြက်ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့ကြောက်မဖွယ်ဖြစ်ရတဲ့အားလုံးရဲ့နောက်ွယ်ကတရခန့်ကဘသူလဲဆိုတာရှင်းရှင်းလင်းလင်းမြင်လိုက်ရပါတော့တယ်